Mr. President, how was your experience of visiting the sacred Mahabodhi in Bodh Gaya? You spoke about the civilizational ties. Buddhism is an important civilizational cultural link between India and Myanmar. ထင်ပါတယ်ကျွန်တော်တို့နိုင်ငံမှာဗုဒ္ဓဘာသာရအိန္ဒိယနိုင်ငံတစ်ဆင့်ပြန်ပွားလာတာဖြစ်တော့ဒီဗုဒ္ဓဂါယာဖျားပွင့်တဲ့နေရာတွေဖြစ်ပါတယ်ဗုဒ္ဓမြန်မာလူမျိုးတွေမြန်မာနိုင်ငံလည်းဗုဒ္ဓဘာသာအများဆုံးကိုးကွယ်တဲ့နိုင်ငံတစ်ခုဖြစ်တော့ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ရှိရင်လည်းအမှန်တန်အလေးမြတ်ထားပါတယ်မြန်မာတိုင်းကလည်းဒီဗုဒ္ဓဘာသာနဲ့အလေးမြတ်ထားသလိုဗုဒ္ဓဂါယာနဲ့ပတ်သက်တဲ့မြန်မာတိုင်းကလည်းတော်လေးလေးနဲ့ထားတဲ့ကိစ္စရှိတယ်ကျွန်တော်ကိုယ်တိုင်ပြီး၄ချိန်ကျွန်တော်ရောက်ခဲ့ဘူးတယ်အိန္ဒိယနိုင်ငံခီးစဉ်လာလို့ရှိရင်လည်းဗုဒ္ဓဂါယာကျွန်တော်ဖြစ်အောင်စီစဉ်ပါတယ်ကျွန်တော်တနေ့ကလာတဲ့ခီးစဉ်30နှစ်လာတဲ့ခီးစဉ်ကလည်းဒါကျွန်တော်တို့ ਨੇ နေပြည်တော်ကနေဒီလာမယ်ဆိုရင်လမ်းပေါ်မှာ on the way မှာပဲကျွန်တော်တို့ရောက်တဲ့နေရာဖြစ်တော့အဲ့မှာကျွန်တော်တို့ဒါရောက်အောင်စီစဉ်ခဲ့တာပေါ့လေနော်ပို့ပြီးတော့အထူးစားအားကိုကောင်းတယ်အဲ့ဒီကလည်းကျွန်တော်တို့ဗမာနဲ့ပြောနေတာနေုံလားပြည့်ပေါ့နေုံလားပြည့်ရဲ့ဖြစ်ပါတယ်အမနာကိုထူးခြားတဲ့လားပြည့်နေ့ဖြစ်တဲ့ကြောင့်အဲ့ဒီမှာကျွန်တော်တို့အဖွဲ့ဝင်တွေခုဒီဗုဒ္ဓဂါယာမှာဖူးဝင်ငွေရတာလေအမနာထူးခြားတဲ့ကုသိုလ်တစ်ခုလို့ယူဆပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီဗုဒ္ဓဘာသာပတ်သက်လို့ရှိရင်တော့နှစ်နိုင်ငံဆက်ဆံရေးမှာလေဗုဒ္ဓဂါယာဒီအရေးပါတဲ့နေရာတစ်ခုဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာ